အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါ KNK Audio Book Channel လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ဖတ်ပြပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့လက်ဦးဆရာအမည်အရဇာတ်လမ်းလေးပဲဖြစ်ပါတယ်အုပ်ဆိုင်နေတဲ့မိုးသားတိမ်လေးများအောက်ရှိလဲလံဘေးလေးမှာလူတော်လမ်းလေးတင်တော့လူနှစ်ယောက်လမ်းလျှောက်နေကြတယ်အရွယ်ရောက်လူငယ်လေးမောင်ဘိုးထင်နဲ့အသက်30ကျော်ရွယ်လူရွယ်တဦးတို့ဖြစ်ကြပါတယ်။မောင်ဘိုးထင်ကလွယ်အိတ်ကိုလွယ်ထားပြီးတော့ပစိုးဖြင့်ထုတ်ထားတဲ့အဝိစားတော့ကိုလက်ကဆွရင်လမ်းရှောင်းနေရင်ခင်ဗျားတို့ရွာကလည်းမရောက်သေးဘူးလားဗျာ။နေတောင်မွန်းတဲ့နေပြီ။ဘာမှလည်းမစားရသေးဘူး။ငါကောင်စိတ်ညစ်မနေနဲ့ညနေဆိုရောက်ပါတယ်ကွ။မင်းပိုက်စားနေတော့လမ်းမတွေ့တဲ့အတီးခူးစားကြတာပေါ့ကွာ။ဝေးတယ်မပြောဘူးဗျာဒီလိုမှသိကျုပ်ထမင်းထုတ်ခဲ့ပါတယ်မင်းရရောမေးလို့လားငါလာခေါ်ချင်တာမဟုတ်ဘူးကွဆရာကြီးကသွားခေါ်ဆိုလို့လာခေါ်ရတာမင်းတို့ကလေးကိုစပား20တောင်ပေးတယ်ဆိုတော့အတော်အံ့ဩတယ်ကွာတန်ဖိုးဆိုတော့အသက်ရွယ်နေမဆိုင်ဘူးဗျလို့ရည်ကိုင်းနေဆိုင်တာဟာကောင်ရမင်းကလဲတွေပါတွေလောက်တာတအားကျွမ်းလို့လားမလောက်တတ်ပါဘူးဗျာကြွက်ထောင်ငှက်ပြစ်တဲ့နေရာကိုပြောတာတေးလိုက်ပါတော့ကွာမင်းကတော့တကယ်ကောင်းပဲတွတ်လျှောက်ဟေးမမောင်ခင်ရွာဦးရောက်မောင်ဘိုးထင်လေဘိုက်ဆောင်နေတီကိုတက်တာစီရန်လမ်းဘေးမှာရှိတဲ့ချင်းကြားသီးများရည်သီးဝင်းမြင်းများကိုခူးစားပြီးတော့ရေမတန်စားလာတဲ့အခါမှာတော့ရှိုထဲမှာစမ်းရည်များကိုလက်နဲ့ခတ်တော့ပြီးတော့ခီးဆက်ခဲ့လိုက်ပါတော့တယ်မောင်ဘိုးထင်နဲ့သူ့ဟာလာခေါ်တဲ့လူရဲကနေဝီတရောချိန်တွင်တော့ပေပေများစွာပေါက်နေတဲ့ရွာဝင်လမ်းကိုရောက်ရှိလာခဲ့ကြတယ်လူရဲကလမ်းလျှောက်ရလို့ပင်ပန်းနေပြီဖြစ်တဲ့မောင်ဘိုးတင်ကိုကောင်းလေရောက်ပါပြီကွာရောက်ပါပဲလေဗျာကျုပ်ကချိန်ချောင်းလို့တေးတော့မယ်မသေးပါဘူးကွာမင်းကြည့်ရတာအစင်ပြေနေပုံပါပဲဟာသွားပါဗျာရှိရကျုံနေရအမေအင်းကိုမြန်သွားလူရဲကရွာထဲကိုဝင်လိုက်ကရွာရဲ့တောင်ဘက်အစွန်ကြတဲ့နေအိမ်ကြီးရဲ့အိမ်ဝင်းထဲကိုဝင်သွားခဲ့လိုက်တယ်လူရဲကအိမ်ကြီးရောက်မှဇပွဲတန်းလျားကိုထိုင်လိုက်တယ်မောင်ဘိုးတင်ဒီလေအိမ်ရောက်မှရှိတဲ့တောက်ရိုစင်ကိုသွားတာရေကိုအာပါတရတောက်လိုက်ပြီးတော့နောက်ထပ်တန်းလျာတစ်လုံးပေါ်သူ့ရဲ့အဝေးထည့်ထားတဲ့ပစိုးတုပ်လေးဟာခေါင်းပြူလကလှဲနေပါတော့တယ်ထို့အချိန်အိမ်ပေါ်မှလူကြီးတို့ရဲ့အတန်ကထွက်ပေါ်လာခဲ့တယ်ကောင်းလေဘလို့ဖြစ်တာလဲကွာထိုင်တော့မထိုင်နိုင်တော့ဘူးလားထိုင်နိုင်မလားဗျတနေ့လုံးလမ်းလျှောက်လာရတာခြေတွေတောက်နေပြီအေးခဏနေမှမင်းကိုနှိပ်ပေးဖို့တယောက်ခေါ်ပေးမယ်လူကြီးရဲ့ရုပ်ကမပေါ်ပေမဲ့ထူလူကြီးရဲ့အသာအားမောင်ဘိုးတင်ရင်းနှီးသူဟုစိတ်ထဲကနေထင်နေမိတယ်။မကြာလာသောအချိန်တွင်တော့အင်ကြီးရဲ့လေကားမှလူကြီးတယောက်ဆင်းလာခဲ့တယ်။ထူလူကြီးကတန်လျောက်တွေအိတ်နေတဲ့မောင်ဘိုးတင်နာကိုသွားကောင်းလေငါ့ကိုလေလှည့်ကြည့်ပါဦးကွာ။မောင်ဘိုးတင်ငုတ်တုတ်ပြန်ထိုင်ပြီးတော့ကြည့်လိုက်တယ်။သူအံ့ဩသွားကကျုပ်ကိုငွေ90ပေးတဲ့ဦးအောင်မလား။ဟုတ်တယ်လေကွာမင်းကားစီမှာအလုပ်လုပ်ရမှာငါခေါ်လိုက်တာဗျဟာဗျာမသိပါဘူးကျုပ်ကိုဘသူအားများခေါ်လဲလို့ဦးအောင်ကတန်လျောက်တွေထိုင်နေတဲ့မောင်ဘိုးတင်ကိုသွားခေါ်ဆောင်ပြီးတဲ့လူရွယ်ကိုကြည့်ကကဲညို့မောင်မင်းကတဲပြန်တော့ဒီကောင်လေးကအိမ်မှာပဲနေရမှာထမင်းစားသွားအောင်လေငါထမင်းချက်ထားတယ်တော့ပါပြီဗျာကျွန်တော်တဲရောက်မှစားတော့မယ်သွားပြီဆရာကြီးအေးကျေးဇူးကောင်ညို့မောင်ရေညို့မောင်မီရလူရွယ်ကမောင်ဘိုးတင်ကိုနှုတ်ဆက်လိုက်တယ်။ကောင်းလေအားရင်တဲကိုလာတဲ့ကိုကြားလား။မင်းတို့တော့ငါခင်သွားပြီကွ။ဟုတ်ကဲ့လာမှာပါဗျစိတ်ချ။တနေ့မြောင်တွေ့ရပါမယ်။ပွင့်ပွင့်လင်းလင်းရှိလာတော့မောင်ဘိုးတင်အားကိုညိုမောင်သဘောကျနေခြင်းဖြစ်တယ်။ညိုမောင်အိမ်ဝိုင်းပြင်သို့ရောက်သွားချိန်နေတော့ဦးအောင်ကကြီးကမောင်ဘိုးတင်ကစကားဆိုလိုက်တယ်။ဦးအောင်ကျုပ်ဗိုက်စားပြီဗျာ။ထမင်းစားခြင်းနဲ့တနေ့လုံးလမ်းဘေးမှာတွေ့ကြရတယ်စားလာတာအေးငါသမင်းပြင်ခိုင်းလိုက်မယ်ဦးအောင်ကအိမ်ကြီးနဲ့ဘေးမှာတွေ့ထားတဲ့မိဖို့ကြောင်လှမ်းကြည့်ပြီးကောင်မတွေသမင်းပြင်လိုက်ကြစမ်းကြားလားဟင်းတွေလည်းနှိုက်စားမနေနဲ့အောင်ငါအကြောင်းသိရနော်ဦးအောင်ပြောတော့စကားတစ်ဖက်မိဖို့ကြောင်မှမြည်သည့်စကားမှပြန်မပြောပဲအိုးတန်ခွက်တန်များသာကြားနေရတယ်ဦးအောင်စကားပြောတာကိုပြန်မပြောတာကြောင့်မောင်ဘိုးတင်ကဦးအောင်ကိုကြည့်ကဦးခ
ခမညင်ရင်သာသာမှပြောမခိုင်းတာလုံပေးရသူကဘယ်ကြီးပါမလဲကြည်အောင်စောင်းကြီးအောင်ကြီးနဲ့ထမင်းနေထဲနေတာဟင်းလည်းနိုင်မစားနဲ့အောင်နဲ့ခမပြောဖို့ကြီးရလေဗျာဦးအောင်တယောက်မောင်ဘိုးတင်ရဲ့စကားကိုသဘောကျကတအားရေမောပြီးတော့ဘီးဖို့ကြောင့်ဘက်ကိုလှမ်းအောင်လိုက်ပြန်နေပြီးပြီလားကောင်မတွေဘီးဖို့ကြောင့်မှပြန်ပြောတဲ့ကမထွက်လာပြန်ဘာသာမှထွက်မလာတဲ့အခါဦးအောင်ကကောင်းလေးထမင်းပြင်ပြီးပြီသွားကြတော့ဟိုလေကားတက်သွားဘာမှလည်းပြန်လည်းမပြောဘဲနဲ့ဗျာမကူးရသေးလေကျုပ်ကိုယ်တိုင်ခူးစားလိုက်တော့မယ်မောင်ဘိုးထင်တယောက်ဦးအောင်လက်ညှိုးထိုးပြရာလှေကားကိုတက်သွားလိုက်ပါတော့တယ်မောင်ဘိုးထင်ဘီးဖို့ကြောင့်လည်းကိုရောက်လာခဲ့တယ်ထမင်းစားစပွဲဝိုင်းမှာတော့ထမင်းတစ်ပကံနဲ့ဟင်းတစ်ပကံသာတွေ့ရတယ်ထမင်းထည့်ထားသည်ကပေပွားနေသလိုဟင်းထည့်ထားသည်ကလည်းထိုနေတူပါပဲဘီးဖို့ကြောင့်မှအိမ်မကြီးကိုတရားတော့တကားတစ်ပေါက်ရှိရာထမင်းခုခတ်ပေးသူကအိမ်မော်တက်သွားသည်ဟုမောင်ဘိုးတင်တွေးလိုက်ကခုခတ်ထားတဲ့ထမင်းများကိုအားရပါရစားလိုက်ပြီးထမင်းဘက်ကနေလိုက်ထမင်းကုန်သွားပြီးတော့ထမင်းအိုးကိုလိုက်ရှာလိုက်တယ်မိဖို့ဝေးမှာထမင်းအိုးတွေ့ပြီးအဖုံးကိုဖွင့်လျက်ထားကြည့်တွေ့ရပြန်တယ်လက်နဲ့ထမင်းကိုကုတ်ထားတဲ့အရာများတွေ့ရထမင်းကိုတေးသေးတတ်မခူးဗျာဘလို့မိမကြီးလေကွာမောင်ဘိုးတင်တယောက်တည်းရေရိုးကထမင်းကိုထည့်ပြီးတော့ဘိုက်ဝရအောင်စားလိုက်ပြီးအိမ်အောက်သို့ပြန်ဆင်းလာခဲ့လိုက်တယ်ထို့နောက်အိမ်အောက်စပွဲတန်းလျားမှာထိုင်နေတဲ့ဦးအောင်နားကိုသွားတာဦးအောင်ကျုပ်ကိုထမင်းခူးပေးတာဘယ်သူတော့ဗျဦးအောင်မိမကြီးလားမဟုတ်ပါဘူးကွာငါမှမိမမရှိဘူးထမင်းခူးတာကိုဗျာရောင်းမနဲ့မခူးဘူးဗျာထားလိုက်ပါကွာမင်းကြောင်းလာပြီမလားအိမ်မော်တက်ပြီးနာတော့ကျုပ်ကဘယ်မှာအိပ်ရမှာလဲဗျငါအိမ်မှာမင်းကြိုက်တဲ့နေရာအိတ်ကွာပြီးတာပဲဗျာဒီနေ့တော့ကျုပ်နားလိုက်အောင်ပဲဗျို့မနှက်မှအလုပ်ကိုင်းတော့ဟုတ်ပါပြီကောင်းလေးရာမင်းရတော့နော်ဦးအောင်စကားပြောလို့ပြီးသည်နဲ့မောင်ဘိုးတင်တယောက်ဦးအောင်ရဲ့အိမ်မော်ကိုတက်သွားခဲ့ပါတော့တယ်ဦးအောင်ကအိမ်မော်တက်သွားတဲ့မောင်ဘိုးတင်ကိုကြည့်ကပြုံးရည်နေခဲ့တယ်သူမောင်ဘိုးတင်ကိုသဘောကျတယ်ပြီးရင်တော့သူငယ်စဉ်ကပုံစံဖြစ်နေတဲ့ကြောင့်တင်းချိုင်းမှာမြင်စင်တွေကသူ့ငယ်စဉ်ဘွားကိုပြန်မှတ်ရစေတယ်ဒါကြောင့်မောင်ဘိုးတင်ကိုစပား20ပေးပြီးတော့အိမ်ကိုခေါ်လိုက်ရခြင်းဖြစ်သည်မဟုတ်ပါလားဦးအောင်ထိုးထိုးတွေးနေစဉ်မောင်ဘိုးတင်ရဲ့စကားတန်းကအိမ်ပေါ်မှပေါ်လာပြန်တယ်ဦးအောင်ကျုပ်ကိုစောင်းတွေခေါင်းတွေပေးဦးများအေးအပေါ်ကတယောက်တော့ခေါင်းနဲ့စောင်းပေးလိုက်စမ်းဟဲ့ဦးအောင်ထိုးထိုးပြောလိုက်သည်မောင်ဘိုးတင်လည်းဦးအောင်အင်ကြီးကိုသဘောကျနေခဲ့တယ်အိမ်ရှိအခန်းတစ်ခန်းသာကျုံးပြင်းများနဲ့ကားထားပြီးတော့ကြံသောနေရာကဖုန်ကြီးเจ้าပေါ်မှာရှင်းလင်းနေခဲ့တယ်သူ့စိတ်ထဲအိမ်ထဲမှာတခုခုလိုနေသည်လို့တွေးနေမိခြင်းဘုတ်ဘုတ်ဆိုပြီးတော့စောင်းတဲ့ခေါင်းကသူ့နားကျလာပြီးအိမ်ရှိခန်းကတကားမကြီးပြန်ပိတ်သွားသည့်တန်သာကြားရတယ်မောင်ဘိုးတင်စိတ်ထဲသူ့ဟာခေါင်းနဲ့စောင်းကိုပြစ်ပေးတဲ့သူကိုမကြည်မနှက်ဖြစ်ကလူလိုပေးလို့မရဘူးလားဗျထမင်းခူးပေးတာလေခင်ဗျားမဟုတ်လားမောင်ဘိုးတင်အခန်းကြီးဘက်ကြည့်ပြီးပြောလိုက်ကအိမ်တောက်တွင်လိမ့်ထားတဲ့ဖြော်တစ်ချက်ကိုယူပြီးတော့အိမ်ကြီးခန်းမှာခင်းလိုက်ပြီးတော့အိမ်ဖို့ရံပြင်လိုက်တယ်အိမ်နေရင်းနဲ့ဘေးဘက်ဝင်ခြင်းကိုကြည့်လိုက်ပြီးအော်သိပြီဖျားစင်မရှိဘူးပဲငါစိတ်ထဲတခုခုလိုပါတယ်ထင်းနေတာသူအိမ်မြသာတွေးလိုက်တယ်သူတွေးတော့နေစဉ်အိမ်အောက်မှာရှိတဲ့ဦးအောင်ရဲ့အတန်ကထွက်ပေါ်လာပြန်တယ်ကောင်းလေခြေရောက်တွေညောင်းနေသေးလားကွာညောင်းတာပေါ့ဗျာဘယ်လိုပြောလိုက်ပါလဲအေးညောင်းနေရင်လေမင်းအမေခေါ်ပြီးတော့နှိပ်ခိုင်းလိုက်ကွာဘယ်လိုခေါ်မှာလဲဗျဟဲ့ကောင်မတွေငါ့ကိုနှိပ်ပေးစမ်းဦးအောင်ကနှိပ်ပေးခိုင်းတာလို့ပြောကွာဟာအားနာစရာကြီးဗျာအားနာမနေနဲ့ကွာအဲ့ကောင်မတွေအတွက်ငါငွေတော်တော်ကုန်ထားတာအေးဗျာအားနာတာကမျက်နှာကဦးအောင်ရေအဲ့ဒီတော့မျက်နှာမမြင်အောင်ပစိုးလေးမျက်နှာအုပ်ထားလိုက်မယ်ဗျာဟာတကယ်ကောင်လေးပေါ့ပေါ့ရှာရှာကွာဦးအောင်တယောက်မောင်ဘိုးတင်ရဲ့စကားကိုသဘောကျစွာရင်မောနေပါတော့တယ်မောင်ဘိုးတင်ကသူပြောသလိုပင်ပစိုးတို့လေးကိုဖြေလိုက်ပြီးပစိုးတစ်ထည်ကိုယူကာပက်လက်အေးလိုက်ပြီးတော့သူ့ရဲ့မျက်နှာပေါ်တင်လိုက်ကပါဇက်မှလည်းဟဲ့ကောင်မတွေငါခြေတော့ကိုလာနှိပ်ပေးစမ်းသူအနာတယောက်မှရောက်မလာခဲ့ပါဒါကြောင့်မောင်ဘိုးတင်ထပ်ပြီးတော့ပြောလိုက်တယ်လာနှိပ်ကြဟာဦးအောင်နှိပ်ခိုင်းတာနော်
မောင်ဘိုးတွေထိုးထိုးပြောလိုက်မှအင်ကြီးရဲ့အခန်းတစ်ခန်းရှိတဲ့အခန်းမှာတက္ကမကြီးပွင့်တန်ကြားပြီးရဲ့နောက်သူ့နောက်လမ်းလျှောက်လာနေခဲ့တယ်ခြေတံကိုပါကြားရပြီးမောင်ဘိုးတွေရဲ့ခြေထောက်ကိုနှိပ်ပေးနေခဲ့ပါတော့တယ်မောင်ဘိုးတွေလည်းသူ့ဟာနှိပ်ပေးတဲ့သူဟာခင်ဗျားလက်ကြီးကလည်းကြားလိုက်တာဗျာမိန်းကလေးရောဟုတ်ရဲ့လားမောင်ဘိုးတွေစကားပြောလိုက်ပြီမဲ့သူ့ဟာနှိပ်ပေးနေတော့သူမှဘာမှပြန်မပြောတော်စေနာမပါရင်မနှိပ်ပါနဲ့ဗျာမောင်ဘိုးတွေထိုးထိုးပြောပြီးမျက်နှာမှာအုပ်ထားတဲ့ပစိုးကိုခွာလိုက်ကနှိပ်ပေးနေတဲ့သူဟာစီးလိုက်တယ်စပင်ရှည်ကြီးမှာစုပ်ဖွာနေပြီးတော့အမဲရောင်ထမိန်ကြီးကိုရင်ချထားကသွေးရောင်မရှိတဲ့မျက်နှာမှာမျက်လုံးနေရာကမဲနဲ့နေရာပါးစပ်နေရာကိုအစီကျိုးဖြင့်တွဲချုပ်ထားတဲ့တရေတကောင်တွေ့ရဟာတရေပါကြီးဟာမောင်ဘိုးတွေရဲ့စကားသံကိုကြားတဲ့အခါအိမ်အောင်မဦးအောင်ကနေပြီးတော့လှမ်းအော်လိုက်တယ်ကောင်လေးလန်သွားပြီလားကွာဦးခင်ဗျားကြုံစွာမဲ့ထမင်းကိုဒီဟာကြီးကိုခူးခိုင်းတာလားဗျဟုတ်တယ်လေကွာထီတော်တော်ဆိုးတယ်ဘိုးတော်ဦးအောင်ဗျာနောက်တစ်ခါမလောက်ခိုင်းနဲ့ယုံလိုက်တာဗျာကြောက်လိုက်ရမယ်အစားယုံရှာနေတဲ့မောင်ဘိုးတင်ရဲ့ပြောစကားကိုကြားပြီးရဲ့နောက်ဦးအောင်တယောက်သဘောကျစွာနဲ့တဟားရေမောနေပါတော့တယ်မောင်ဘိုးတင်တယောက်ဦးဝင်းကိုရောက်တာမောင်ဘိုးတင်တယောက်ဦးအောင်ရင်ကိုရောက်တာတပတ်မြကြာသွားပြီဖြစ်တယ်ပြည်ပင်ရွာသူရွာသားများသည်ကအံ့ဩစရာကောင်းလိုက်တယ်ဦးအောင်ကအောင်လန်းပညာသေးဆိုတာသိတယ်ဒါပေမဲ့ခွဲခြားဆက်ဆံခြင်းမရှိခဲ့ဘူးကြောက်ရွံ့နေသည်လည်းမဟုတ်ဘူးဦးအောင်ဤစီးနဲ့ကန်းနဲ့ပညာကိုအသုံးချမှုကြောင့်လည်းပါမည်ထင်တယ်ဦးအောင်ကသူ့အားအတော်မခံမြဲနိုင်ဖြစ်သောကိစ္စများဖြစ်မှာပြည်ပင်ရွာသားများကိုအောင်လန်းတက်နဲ့တိုက်တယ်တေဆိုးအောင်တော့ဦးအောင်မလုပ်ပေဦးအောင်ကမောင်ဘိုးတင်ဟာအတော်လေးကြိုးဆိုင်တယ်မောင်ဘိုးတင်ဒီလည်းအလိုက်သေးတယ်လဲတဲ့ကိုအလုံးလုံးရပြီလားဟုတ်မေးသည်ဦးအောင်ကအလုံးမလုပ်ခိုင်းပြီဒါကြောင့်မောင်ဘိုးတင်ကထမင်းချက်ဟင်းချက်လုပ်ပေးတယ်ဦးအောင်ခိုင်းသမျှကိုလည်းတွန်းလက်စာနဲ့လုပ်ပေးတတ်တယ်အလိုက်သေးတဲ့မောင်ဘိုးတင်အားဦးအောင်တယောက်တားရင်လိုချစ်ခင်နေခဲ့တယ်ပေါင်းတက်တင်းတဲ့မောင်ဘိုးတင်ကပေါင်းတက်တင်းတဲ့တော့မောင်ဘိုးတင်အားပြည်ပင်ရွာသို့တလပဲရှိခဲ့ပေမဲ့အပေါင်းအသင်းများရားနေပြီဖြစ်တယ်ယခုလည်းမောင်ဘိုးတင်တို့ကလေးတဲ့တိုင်းလက်စလုံးလိမ့်နေခဲ့ကြတယ်ငါခေါင်းမဲစမှာကွာဘိုးဘိုးကြီးရဲ့လက်ဘလောက်ဖြောင်းလဲဆိုတာကြည့်လိုက်လူငယ်တယောက်ကလက်စလုံးတစ်လုံးကိုကိုင်ပြီးသူ့ကိုယ်သူအမွှန်းတင်ကပြစ်လိုက်တယ်သူပြစ်လိုက်တဲ့လက်စလုံးစီကအတန်းလိုက်ချထားတဲ့လက်စလုံးကိုတစ်လုံးမှမထိတဲ့အခါလေကြီးတဲ့ဖိုးထွေးခေါင်းမပြောနဲ့ဘိတ်တော်မထိဘူးဘာဖိုးလေလက်ကန်းကြီးကျန်တဲ့ကလေးများနဲ့လူငယ်များကဖိုးထွေးဟုခေါ်တော့အသက်15နှစ်ကျော်လူငယ်ကလေးကိုဝိုင်းဝန်းပြီးတော့စားတော့နေခဲ့ကြတယ်ထိုအခါဖိုးထွေးကတခါတလေတော့လွဲမပေါ့ပြတိုင်းခေါင်းကြီးမှန်နေအင်းနဲ့ကရွှွတွေကုန်ပြီးငါ့လောက်စလုံးဖြစ်နေရှိနေမှာပေါ့ကွာသူတို့ရဲလိုက်မောလိုက်နဲ့လောက်စလုံးလှိမ့်နေတဲ့နေရာကိုသူတို့ကလေးတွေရဲလိုက်မောလိုက်နဲ့လောက်စလုံးလှိမ့်နေတဲ့နေရာကိုမောင်ဘိုးတဲ့ရောက်လာခဲ့တယ်ထိုအခါကလေးတချို့ကဘိုးရင်မင်းလောက်စလုံးဘယ်လောက်ပါလဲ100လောက်တော့ပါတယ်ကွာ10လုံးကြီးပြည့်နေတာပါမလားဟိုကကိုဖိုးထွေးနိုင်ကြီးကအများကြီးပဲကွာကိုဖိုးထွေးကိုလက်ညှိုးထိုးပြီးပြောတဲ့အခါရွာလူကြီးသားဖိုးထွေးကမိမ့်မိန်ကြီးလှုပ်ပြီးတော့ဂုံယူဝင်ကြွားနေပြီမောင်ဘိုးတွေကိုကြည့်ကဘိုးရင်မင်းငါ့ကိုလောက်စလုံးအလုံး100လောက်အလှလုံးမလို့လားကိုဖိုးထွေးကတော့တော်တော်လေးကြီးတယ်ဗျာနှစ်ခွင်ပြစ်ပြီးရင်တန်ကြိုထိုးမယ်လောက်စလုံးကြီးအဲ့ဒါကတော့တန်ကြိုကမပါလာဘူးကွာပါတယ်ကစားကြမလားငါမှလည်းဒိုတိပါတယ်ကွာဖိုးထွေးတယောက်အကြံအိုက်နေခဲ့တယ်တန်ကြိုကွင်းကိုမောအောင်ပင်သူမလဲတဲ့တော့ဖိုးထွေးရဲ့နိုင်ခွက်ကိုဘိုးတွေမှာတည်နေခဲ့တယ်ထို့အခါလေကြီးတဲ့ဖိုးထွေးကိုအမြင်ကက်တော့ကလေးများကသူတို့မှာပါတဲ့တန်ကြိုနဲ့ဒိုသီးများကိုပေးလိုက်ကြတယ်ဖိုးထွေးကိုဝိုင်းကြည့်နေတဲ့လူငယ်များကကိုဘိုးတွေဘိုးတွေကိုကြောက်နေတာလားဗျကြောက်စရာလားကွာတကွင်းကိုလောက်စလုံးဘလောက်ကြည့်လဲဘိုးတင်ကအိတ်ထဲမှာလောက်စလုံးကိုကြည့်ကတကွင်းလောက်စလုံး90ကြည့်ဗျဘယ်လိုလဲလောက်စလုံးနှစ်ကွင်းလှည့်ဦးမလားမလှည့်ဘူးကွာတန်ကြိုပဲထိုးမယ်ကောင်းတယ်ဗျာတန်ကြိုကဘယ်နဲ့ကွင်းလဲတစ်ဖက်ဘယ်နှယောက်လဲကိုဖိုးတွေစိတ်ကြိုက်လို့ဗျာပြီးရပဲငါစီးတာပဲဖိုးတွေက15မိနစ်အကွာကိုရွေးလိုက်ပြီးနောက်နှီးတုပ်တစ်ခုနဲ့ဒိုးသီးထားမဲ့နေရာကိုစော်ဝိုင်းဝိုင်းလိုက်တယ်
တစ်ဖက်နဲ့တစ်ခွက်အကွာဝေးညီစီရန်တိုင်းရတယ်စိတ်မန်းနဲ့ဆိုသူ့ဘက်ကကျဲငါဘက်ကစိတ်တည်နဲ့ငင်းခုန်ရတဲ့အကြောင်းဤဒါမှမဟုတ်တေကိုင်းတစ်ခုတိုက်ထွာလို့ရတယ်ဒိုးသီးများကိုတစ်ဖက်၅ခုထားလိုက်ကြတယ်ရှေ့ဆုံးမှဒိုးသီးကိုခေါင်းလို့ခေါ်တယ်အလဲရဒိုးသီးကိုတော့ဘိုင်းမောင်ကြီးဟုခေါ်ပြန်ကဘေးတစ်ဖက်ချက်ကိုနဗန်ဟုခေါ်ပြီးတော့ဘယ်ဘက်မှဒိုးကိုဘယ်နဗန်ညာဘက်မှဒိုးကိုညာနဗန်ဟုခေါ်တင်ကြတယ်အနောက်ဆုံးကဒိုးသီးကိုလည်းနောင်မီဟုခေါ်တယ်ဒိုးသီး၅ခုကိုတန်ကြိုဟုခေါ်တဲ့တန်ခွေးလေးများဖြင့်အကုံမောင်ပြည့်နိုင်သည့်ဘက်ကအနိုင်ရတယ်တန်ကြိုထိုးရ၌စီကံလေးများရှိသေးတယ်ပေါင်မယားဆိုသည့်စီကံဖြစ်တယ်ခေါင်းဟုခေါ်တဲ့ဒိုးသီးရဲ့နောက်သို့မြောက်ပြီးကျလာတဲ့တန်ကြိုမဒိုးများကိုထိမှန်ကမရပေပေါက်ကြသည်ဟုခေါ်တယ်နဗန်နှစ်ဖက်ကြံကပေါက်ပြလို့ရသလိုဒိုးတစ်ခုလည်းရှိရင်လည်းပေါက်ပြလို့ရတယ်ပေါက်ဆိုသည်ကတန်ကြိုလှည့်ပြီးတော့တိတ်တိတ်ကြောင်ပြစ်ချင်းကိုဆိုလိုခြင်းဖြစ်တယ်ကြီးလက်တော်တော်များတွေတော့ဒီကစားနည်းကကလေးလူကြီးလူရွယ်လူငယ်မရွေးကစားကြတယ်ယခုလေမောင်ဘိုးတင်တို့လောက်စလုံးကြီးတန်ကြိုထိုးနေကြတယ်ဘိုးတင်ကပေါက်ပြရမှာတော့တယ်ဖိုးတွေဘက်မှ2ယောက်ဘိုးတင်ဘက်မှ2ယောက်တစ်ဖက်တစ်ချက်ရှင်းပြိုင်နေခဲ့ကြတယ်တန်ကြိုများကိုတားနိုင်ရန်ဒိုးများနောက်တွင်တစ်သားတုံးလေးများခံထားကြတယ်ယခုကလေးများလူရွယ်များကစားနေခဲ့ကြတယ်သူတို့ကစားပြီးတဲ့အခါလူရွယ်လူကြီးများကနေခင်းနေလေကစားကြသည်မှာနေတိုင်းလိုပင်ဖြစ်တယ်ကိုဘိုးတွေခင်ဗျားတန်ကြိုကြီးကဂလန့်ဂလန့်ကြီးနော်မလဲဘူးဗျမလဲဒိုးမပေးဘူးနော်ဟုတ်တယ်ကိုဘိုးတွေတန်ကြိုလဲအောင်ထိုးဟာမောင်ဘိုးတွေတို့တန်ကြိုတစ်ဖက်နဲ့တစ်ဖက်ကိုရီတွေးသည့်စကားများပြောပြီးတော့ထိုးနေကြတယ်ကြည့်တာဒါညာကန့်လေဟာတကယ်အကန့်ဝင်သွားတယ်ဟာပြန်ကြည့်တာဒီဟာတန်းထိုးလို့ခေါ်တယ်တန်းထိုးကဂျိုးမလဲဘူးမပေးဘူးမငင်းတဲ့ဘိုးထင်ကငါဒီတိုင်းမထိုးတတ်တာမရဘူးဗျာတော့စလုံးကြီးကစားနေတာမပေးနိုင်ဘူးကိုဘိုးတွေအေးကွာမပေးနဲ့ပြန်ဆိုင်ကိုဘိုးတွေကြည့်တာနဗန်လေးကိုပေါက်ပြမယ်ကြည့်တာဒါညာကန့်လေးရော့ဒီမှာပေါင်လေးထုတ်ပြမယ်စက်ကြည့်တာဒီဟာကတဘိုးကြီးလို့ခေါ်တယ်ဘိုးတင်ရဲ့အတန်ကစာနေခဲ့တယ်သူပြောတဲ့အတိုင်းအကုန်ဟုတ်မှန်နေ၍ဖိုးတွေမျက်နှာတုံပုံနေခဲ့တယ်တပွဲရှုံမကြည့်နဲ့ဖိုးတွေထက်စိန်ခွန်နဲ့ဖိုးတွေလက်စလုံးလက်ရမှာနိုင်ထားတဲ့လက်စလုံးလေးများကုန်သွားခဲ့ပြီဖြစ်တယ်ထိုအခါဖိုးတွေကမောင်ဘိုးတွေဟာကုန်ပြီဘိုးတွေငါ့ကို20လောက်ပြန်ပေးဦးနွားကြောင်ရင်နွားကြောင်ဖို့ရပါတယ်ရော30လူငယ်လေးများကစားတော့တာတယောက်နဲ့တယောက်မခံချင်အောင်ပြောခြင်းဖြစ်တယ်ပြီးရင်လေတယောက်နဲ့တယောက်တည့်နေကြမယ်ဖြစ်တယ်ငှက်ပြစ်လေအဖွဲလိုက်ကြော့ထောင်လေအဖွဲလိုက်မို့ဘိုးတွေတယောက်ပြေရွာမှာပြောနေခဲ့တယ်တေးစိတ်ရွာမှာကတယောက်တည်းအထီးကျန်ခဲ့သမျှပြေရွာကအပေါင်းပေါ်များနဲ့ပျော်ရွှင်နေရာစဘာဘေဘီသူ့ကိုခေါ်ထားတဲ့ဦးအောင်ကိုစိတ်ထဲကနေပြီးတော့အတော်လေးကျေးဇူးတင်နေမိတယ်ဟဲ့ကောင်တွေနောက်9ရက်ဆိုရင်တော့ဘုံကတိန်တော့မင်းတို့တွေလာခဲ့ကြဘိုးတဲ့မင်းလည်းလာခဲ့မင်းတို့အိမ်တော့လာမခေါ်ရဘူးစိတ်ချပါကိုသားအေးရာနောက်စလုံးရှုံးထားတဲ့ဖိုးတင်မဘိုးတင်မခေါ်ပို့လိုက်ပြီဘိုးတင်လေမင်းတန်ကြိုထိုးရမှာသာနိုင်မယ်ကွာရွာကောင်မလေးတွေကငါ့ကိုအလေးပေးရတော့မင်းမနိုင်ဘူးမလားစိတ်ဝင်စားပါဦးဗျာကျုပ်ကအခုမှ73နှစ်ထဲဝင်တော့ကိုကထိန်နေကြမင်းကောအားကြနေမှာပါကွာဒီလိုနဲ့တယောက်နဲ့တယောက်စားလိုက်နောက်လိုက်နဲ့အသက်16နှစ်နဲ့အသက်10နှစ်အတွင်းမှာကလေးများရဲ့ကစားပွဲတွေကယနေ့အတွက်ပြီးဆုံးသွားလိမ့်ပြီဖြစ်ပါတော့တယ်ဘေဘီရွာရဲ့စူပေါင်းဘုတ်ကလေးအဝင်နေသို့ရောက်လာခဲ့ပြီဖြစ်တယ်ဘုံကလေးကိုဖုံးကြီးကျောင်းနဲ့အတန်တန်းနဲ့ရွာရဲ့မူလာတန်းစာတင်ကျောင်းမှာပြုတ်လုပ်ကြတယ်ဘိုးထင်လည်းရွာစာတင်ကျောင်းကိုအပေါင်းအသင်းများနဲ့တွားနေခဲ့တယ်ကထိန်ကအဝင်နေသည်လည်းထမင်းကျွေးတယ်ဝတ်သားနဲ့အချင်းကြီးငရုတ်သီးကြော်ကျွေးကြ၍ဘိုးထင်တို့ကလေးမကြောက်လူငယ်မကြောက်များအဖို့ဟန်ဆောင်မှုမရှိပဲအားရပါရလွှေးနေခဲ့ကြတယ်ရွာမှာရှိတဲ့ကာလာသမီးများလေးကရောက်ချို့ကိုဂိုင်ထားပြီးတော့ဂျိုင်ကြီးများကိုလက်တစ်ဖက်ကဆွဲဟင်းလိုက်သူများကကာလာသားလေးများဖြစ်ပြီးထမင်းဘက်ကများငရုတ်သီးကြော်နဲ့ဝတ်သားဟင်းလိုက်ပေးသူများထဲမှာကာလာသမီးများပါကြတယ်ဖိုးထွေးကကလေးတော်သားလေးမို့ဘာမှမလုပ်ပဲဘိုးထင်တို့နဲ့မျက်နှာချင်းဆိုင်မှာထမင်းစားနေခဲ့တယ်သူဟာရွာထဲမှာကာလာသမီးကညာပြိုလေးများကတော်သားပေမဲ့
ရုပ်ဖြောင်းပြီးတော့လူကြီးသားဖြစ်နေဝတ်သားဟင်းမကန်ထဲမှာအသားလေးများကိုရွေးကမောင်လေးစားနော်အသားပဲစားမောင်လေးထမင်းလိုသေးတာဝါအောင်စားနော်မောင်လေးငေဦးတီးကြောင်ကဆက်လို့မစားနိုင်ရင်မချောက်ဘက်လေးတွေပဲရွေးစားနော်အော်မောင်လေးအော်ဆက်ကိုပါပြီခင်ဝေတို့ရေလေးခက်ခဲ့ပါအောင်ကွယ်မောင်ဘိုးထေအောင်အသေးပုံနေကြတော့ရွာမမိမပြိုလေးများကမောင်ဘိုးထေတို့ကိုတော့ရှိလေတီဟုပေးမတဲ့အသားကောင်းလေးများ၏စိတ်ထဲမှာတော့ဘာမှမဖြစ်ပေမဲ့မင်းငေါ်ပြလိုက်မျက်စာပြပြလိုက်လုံနေတဲ့မောင်ဘိုးထေကြောင့်အတော်ပင်ဘိုးထေစိတ်ထဲမှာကတိကောက်ဖြစ်နေခဲ့တယ်ထမင်းစားပြီး၍အိမ်တို့ပြန်နေစဉ်မောင်ဘိုးထေကအနောက်ကနေလိုက်လာပြီးတော့ဘိုးထေဒီတခုတော့မင်းကောင်းမမီးတော့မလား10နှစ်ရောက်10နှစ်ကျိုးစားမောင်ဘိုးထေကဖိုးထွေးကိုတေချာကြည့်တာ10နှစ်မဟုတ်မနှက်ဘက်အိတ်ကားတော်သမီးတွေကျုပ်ကိုဂယူးဆိုင်စီရမယ်ကြည့်လားဘိုးထေအိမ်မက်မလိုက်ဘူးကွာမနှက်ဘက်တွေးကြတာပေါ့ဗျာမောင်ဘိုးထေတယောက်စိတ်တူတူနဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်ရောက်တွင်တော့ဦးဟုတ်တယောက်ကွမ်းကိုဝါပြီးထိုင်နေခဲ့ရအောင်မောင်ဘိုးထေဦးဟုတ်နားကိုတွားထိုင်လိုက်ပြီးအဘဟက်ကောင်လေးလူများလွဲနေသလားဘာလို့တော့ဗျမင်းကငါ့ကိုဦးဟုတ်လို့ခေါ်တာပါအခုအဘဘလို့ဖြစ်ရတာလဲအဘလိုပဲခေါ်မယ်ဗျာအဘကျွန်တော်ဖေးရထက်အများကြီးကောင်းတယ်ခေါ်ကြတယ်လို့သာခေါ်ပါကွာကျုပ်ကအဘလိုခေါ်ပြီးရင်တော့ကျုပ်ကိုတခုခုညင်ရောဟေးအစမ်းပါလားကွာပြောဘာကူညရမလဲကျုပ်ကိုရွာကာလာသမီးတွေအကုန်သဘောကျအောင်လုပ်ပြီးဗျာဟဲ့ကောင်လေးဘိုးတဲ့မင်းဟာတယောက်တော့မဟုတ်ပါလားကွာတကယ်ကောင်းမယ်အဘအောက်လန်းတက်တော့လုံနိုင်တာကျုပ်သိတယ်လုပ်ပေးပါဗျာဦးအောင်တယောက်ခိတ္တတွေးတော့လိုက်တယ်ပြီးတော့တစ်ချက်ပြောလိုက်ပြီးလှုပ်ပေးလို့ရတယ်အခက်အခဲတစ်ခုတော့ရှိတယ်ကွာလှုပ်ပေးလို့ရတယ်အခက်အခဲတစ်ခုတော့ရှိတယ်ဘာအခက်အခဲလဲဗျမေကားစီတပိတ်ခံပြီးတော့ဒီပညာတွေလက်ဆင့်ကန်ရင်ငါစီရင်လုပ်ပေးမယ်မောင်ဘိုးတင်တိတ်တောင်တွေးတော့မနေတော့ပဲလုံးမယ်ဗျာမနှက်ဘက်ကထိန်ပြီးကာလာသမီးတွေသဘောကျအောင်လုပ်ပြီးတော့ဒီကောင်တကယ်ကောင်ပဲကွာဦးဟုတ်တရားသဘောကျဆိုရေမောင်းရင်ကောင်းလေးလိုက်ခဲ့အိမ်မောင်ဗျာဘာလို့မလို့လဲဗျဟုတ်ကောင်မင်းမဲအပြူတွေသဘောကျအောင်လုပ်ပြီးဆိုတကယ်လားဝါသလိုက်တာအဖယာမောင်ဘိုးတင်ဝမ်းသာအားနဲ့ဦးဟုတ်တက်သွားရအိမ်ကြီးဘော်ကိုနောက်ကနေပြီးတော့လိုက်တက်သွားခဲ့ပါတော့တယ်ဦးအောင်ကအိမ်ကြီးဘော်မှာတခန်းနဲ့ရှိတဲ့အခန်းကြီးတကားကိုဖွင့်လိုက်ပြီးမောင်ဘိုးတင်ကိုခေါ်လိုက်တယ်လာကောင်းလေးမင်းကငါတပည့်ဖြစ်သွားပြီဆိုတော့ဒီအခန်းထဲကိုဝင်ခွင့်ရသွားပြီမောင်ဘိုးတင်အခန်းကြီးထဲကိုဝင်လိုက်တယ်အခန်းကြီးကတကားမကြီးတစ်ပေါက်သာပါတော့အလုံးပိတ်အခန်းကြီးဖြစ်တယ်အခန်းကြီးကတကမာကြီးတစ်ပေါက်သာပါတဲ့အလုံးပိတ်အခန်းကြီးဖြစ်တယ်ကျိုးတင်များဖြင့်ပတ်ပတ်လေလုံအောင်ကာရံထားတဲ့ကြောင့်တကားမကြီးဖွင့်ထားတဲ့နေရာမှရတဲ့အလေးအောင်လေးသာရှိတယ်ဦးအောင်ကဖျောင်းနိုင်ကိုထွန်းလိုက်ကတပေါက်တည်းရှိတော့တကားကိုပေးလိုက်တယ်ဖျောင်းနိုင်ပြီးရဲ့အလင်းရောင်အောင်မှာဂရေတလုံးနဲ့ဂရေရှိမှာတော့တစ်သားနဲ့ပြုတ်လုပ်ထားတဲ့စီနီးရှိအောင်စင်မော်နဲ့ရှိတဲ့ပစ္စည်းများကိုတော့အနှဲရောင်ပိတ်စာကြီးဖြင့်ဖိုးထုတ်ထားတယ်ထို့နောက်ဦးအောင်ကအခန်းရဲ့ခေါင်းရည်ရှိတစ်သားစင်လေးမှာတင်ထားတဲ့စေးမိတ်ကြောင်စုပ်တံများနဲ့စုပ်တံရဲ့ထိပ်မှာဝိလစ်စလင်းနဲ့စပေဖားချထားတဲ့မိမတယောက်ရဲ့ရုပ်ထုပါတဲ့စေးမိတ်ကြောင်စုပ်တံအမဲကြီးကိုယူလိုက်တယ်အဖအဲ့ဒါဘာကြီးလဲဗျမင်းမဲကောင်မလေးတွေချစ်တာလိုချင်နေဆိုသူတို့သဘောကျရင်ပြီးရပဲဗျာလုံးချင်တာလို့ဦးအောင်ကမောင်ဘိုးတွေကိုတင်းမင်းခွေထိုင်စေပြီးအမဲရောင်ပိတ်စာကြီးကိုအနှဲငယ်ဖေကထိုးစင်ပေါ်မှာအမဲရောင်စေးမင်ကွယ်လေးကိုယူလိုက်ပြီးကဲကောင်းလေးအင်ကြီးချော့နည်းနည်းနာမယ်နော်ရတယ်ကာလာသမီးတွေသဘောကျရင်ပြီးရောမောင်ဘိုးထင်ကသူ့ရဲ့အင်ကြီးကိုချုပ်ပြီးတော့ပြောလိုက်တယ်ကဲငါဘက်လက်ဟုတ်ပါမင်းဘဲရွယ်တွေကိုသဘောကျစေချင်တာလေကောင်းလေကျုံနဲ့မတိမ်မရိပ်နေပေါ့ဗျာဟိုလူကြီးသားဖိုးရွေးတဲ့နည်းနည်းကြီးတဲ့အမလေးဩကညာလေးတွေကိုပေါ့တကယ်ကောငါလည်းအောင်လဲစရာမင်းကငါတပည့်ဆိုတော့ကဲမိုက်လိုက်ကြတာပေါ့ကွာဦးအောင်ကအမဲရောင်ဝေးလေးစလင်းနဲ့စပေဖားချလာတဲ့အယုတ်ပါတဲ့စုပ်တံကိုလက်နှစ်ဖက်နဲ့ကိုင်းလိုက်ပြီးနှစ်ဖူးမှာတင်းလိုက်ပြီးတော့ပါဇက်မှာလည်း
ဘန္နတပုတ်ကိုခတ်တိုးတိုးရေရွတ်လိုက်ပြီးမောင်ဘိုးတင်ရဲ့ရေဘက်ပေါ်ကိုစေးမိစားထိုးလိုက်ပါတော့တယ်။ကညာပီယာဆိုတဲ့စကလုံးလေးလုံးသာထိုးခြင်းဖြစ်ပေမဲ့မောင်ဘိုးတင်အတော့နာနာချင်းချင်းခံစားလိုက်ရတယ်။စေးမိတောင်ထိုးလို့ပြီးတဲ့အခါမှာတော့ဦးအုပ်တယောက်ကွမ်းတယောက်ဝါလိုက်ပြီးကွမ်းတရေများဖြင့်မောင်ဘိုးတင်ရဲ့ရေဘက်မှာစေးမိတောင်ထိုးထားတဲ့စေးများပင်နေတဲ့နေရာကိုမှုတ်လိုက်ပြီးတော့ကဲကညာမှန်သမျှတန်တန်ဆွဲစီရောဟဲ့ထို့နောက်ဂဒေဘေးမမဲရောင်ပိတ်စာတစ်ထည်နဲ့ပေချန်နေတီများကိုတုပ်ပေးလိုက်တဲ့အခါမှာတော့ကညာပီယာဆိုတဲ့အမဲရောင်စေးမိချောင်းလေးကအထင်းသားပေါ်နေခဲ့တယ်။ဦးအောင်ကထိုစလုံးလေးလုံးကိုကြည့်ပြီးကဲငါတပည့်မင်းကတော့ကညာလေးတွေရဲ့တန်တန်ဆွဲဖြစ်ပြီသားမှဦးအောင်ရဲ့စကားကိုကြားတဲ့အခါမောင်ဘိုးထင်လဲတစ်ချက်ပြုံးလိုက်ပြီးတော့စိတ်ထဲတွင်တော့တွေးကြပြီပေါ့ကိုဖိုးတွေးရဟုတွေးနေခဲ့ပါတော့တယ်။ကထိန်ပွဲကြီးနေ့ကိုရောက်လာခဲ့ပြီဖြစ်တယ်။ကာလာသားကာလာသမီးများနဲ့လူငယ်ကလေးများကအဝေးနေရလို့မဟုတ်ပဲအဝေးစားတစ်တစ်လင်းလင်းများဝိစိတ်ထားကြတယ်။ထိုရဲတွင်တော့မောင်ဘိုးတွေလည်းပါတယ်။ဦးအောင်ကကထိန်နီးလာကလေးကမောင်ဘိုးတွေအတွက်ပစိုးတွေဝေစားတွေများဝယ်ပေးထားတယ်။အဝေးစားတွေများဝေထားကြပေမဲ့မောင်ဘိုးတွေတို့ဒီကလေးခွားနဲ့လောက်စားထဲထားတဲ့လွယ်အိမ်များအားမိဘများမယူခိုင်းသည့်ကြကခိုးပြီးတော့ယူလာခဲ့တယ်။ဒီလိုနဲ့ထမင်းစားချိန်မှာတော့မောင်ဘိုးထင်လဲဖိုးထွေးရဲ့မျက်နှာချင်းဆိုင်မှာမရမကထိုင်လိုက်ပြီးကိုဘိုးတွေဘလို့လဲဗျဘာလို့လဲကွာဘိုးထင်ရကောင်မလေးတွေမလာသေးပါလားဗျပရိသတ်ပင်ဖုံးကြောင်းကိုလိုက်ဖို့နေလို့လေလာပါလိမ့်မယ်တွေးကြပြီပေါ့ဗျာယခုထမင်းကျွေးနေတော့သူများမှာအသက်20ကျော်အပြိုများဖြစ်နေမောင်ဘိုးတင်တို့ရဲ့ပြိုင်ပွဲတီကအဖေမပေါ်ခြင်းဖြစ်တယ်။သူတို့ထမင်းတစ်ပကံကုန်သွားချိန်တွင်ထမင်းကျွေးနေသောအပြိုများမှာနောက်မှရောက်လာတဲ့စေကျော်သားပြိုကညာလေးများကိုမြင်တဲ့အခါကဲမိပုတ်တို့မိသေးတို့ညီတို့ထမင်းကျွေးလက်ရောက်ပြီးငါတို့ကျောင်းရှိဖះကိုတွားလိုက်အောင်မယ်။ငါတို့ကျောင်းရှိဖះကိုတွားလိုက်အောင်မယ်။ကာလာသားကြီးများသည်လေအပြိုများနေရာရွေ့ရောက်သည်နဲ့သူတို့ရဲ့မျက်လုံးများကအသက်16နှစ်အထက်လူရွယ်လေးများအားအသက်16နှစ်အထက်လူငယ်လေးများအားထမင်းကူကြွေးရန်မျက်စောင်းထိုးလာကြရာလူငယ်လေးများကခမားကြီးတို့ကအမျိုးမျိုးပဲခုနကကျွေးကုန်မယ်ဆိုတော့ငင်းနေပြီခုမှလာခိုင်းနေတယ်မလုပ်ဘူးဗျာအဲ့လိုမလုပ်ပါနဲ့ညီလေးတို့ရာတလင်းခေါ်ရင်ခေါ်မယ်ကွာမင်းတို့ကိုကြက်ကလာသားချက်နဲ့ကျွေးမယ်ကွာတကယ်တော့ခမားတို့ကယုံရတာမဟုတ်ဘူးတကယ်ပါကွာဟိုမှာတခြားရွာကအဲ့တွေလာနေပြီထမင်းဘက်ကချားဟာလိုသွားပြီလူပြိုကြီးများလည်းရွာမအပြိုများထွက်သွားရာတရုတ်စကားဝိများစွာရှိတဲ့စာတင်ကျောင်းရှိမှဖျားလေးစီတို့ထွက်သွားခဲ့ပါတော့မောင်လေးစားတော့အသားတွေစားအယိုးတွေပါရင်မစားနဲ့နော်ဟိုးထမင်းဘက်ကသေးလာတဲ့ကိုမင်းဒီကိုယူခဲ့အောင်ဟိုမှာရွာလူကြီးဝိုင်းကိုပို့ရမှာနင်းရွာလူကြီးကအရေးမကြီးဘူးမောင်လေးကထမင်းလိုက်ပွဲမရှိတော့ကြပါတယ်အေးခင်ရဲ့နင်းသွားယူလိုက်အေးကောင်မလေးများတယောက်ပြီးတယောက်မောင်ဘိုးတင်ကိုဂီယူဆိုင်နေသည်ကိုမကြေမချမ်းနဲ့ကြည့်နေသူမှာမောင်ဘိုးတင်မျက်နှာချင်းဆိုင်တွင်ထမင်းစားနေတဲ့မောင်ဘိုးတင်ဖြစ်တယ်မောင်ဘိုးတင်ဘေးမှာရှိတဲ့သူ့ရဲ့တငယ်ချင်းများနဲ့ထမင်းကျွေးနေတဲ့ကာလာသားပေါင်းစလေးများဒီပင်မောင်ဘိုးတင်ကိုကြည့်ပြီးတော့ငေးနေခဲ့ကြတယ်ဒီလိုနဲ့မောင်ဘိုးတင်လည်းဖိုးထွေးကိုနိုင်ယူလိုက်ကပြုံးပြုံနေပါတော့တယ်ကထိန်ပြည်တီမှာတပတ်ကျော်ပြီဖြစ်တယ်။ယခုမောင်ဘိုးတင်တီလည်းဥုံပေါက်ပေးတဲ့ပီယာဆေးအစွမ်းကဒုက္ခပေးနေခဲ့တယ်။အခြားမြည်သည့်စိမ်မှမရှိဖိုးထွေးကိုနိုင်ချေးသာလုံလိုက်ရသည့်ကိစ္စကယခုမောင်ဘိုးတင်တော်ကိုဒုက္ခများနေခဲ့တယ်။သူ့တငယ်ချင်းများနဲ့လောက်စလုံးလိမ့်နေခြင်းကမြာပြိုလေးများရောက်လာပြီးမောင်လေးဘိုးတင်မမတို့ထင်းခွေသွားမှလိုက်ခဲ့ပါအောင်မလိုက်ချင်ဘူးဗျာကစားနေတယ်မလိုက်လို့မရဘူးနော်ကညာပြိုလေးများကထင်းခွေသွားရမောင်ဘိုးတင်ကိုခေါ်သွားပြီးတော့အပြန်ထင်းစီများကိုနောက်ဆိုမမကိုလှုပ်ကြွေးတော်ဟုပြောကထင်းများကိုကူတယ်ခိုင်းတယ်ဖိုးထွေးတို့ညနေတန်ကြိုထိုးနေချိန်ရွာလေပိုင်းမှာကညာပြိုလေးများရေဦးများနဲ့ရောက်လာကရွာထိပ်ဘုံရီတွင်ကိုခေါ်သွားပြီးတော့မုံများကျွေးကရေဦးပိတ်ခံခဲ့တယ်မောင်ဘိုးတင်တယောက်ဘုံတွင်းဘေးမှာအုတ်ခုံပေါ်တက်ပြီးတော့ရေဦးပိတ်ပေးနေရတယ်ရွာမှာကာလာသားပေါက်စလေးများကမောင်ဘိုးတင်ကိုဂျိုကြီးကြည့်လာရာ
ဒီဒုက္ခကိုမခံနိုင်သည့်ဆိုအိမ်ကိုပြန်ပြေးသွားပြီးတော့အဘဘာတော့ဟုတ်ကောင်းလေးရကျုပ်ကိုထိုးပေးတဲ့စေပြန်ပြပေးဗျာမကျွမ်းလို့လားကွာစွမ်းလို့နေလို့ဗျာစွမ်းလို့နေလို့ဗျမဖြတ်ပေဘူးကွာမင်းတို့ငွေတောင်မယူဘဲနဲ့ထိုးပေးထားတာအဘမဖြတ်ပေကျုပ်ရွာပြန်မှာနော်ထိုအခါမှာဦးအောင်ကမောင်ဘိုးထင်ရဲ့ခေါင်းကိုပုတ်ပြီးဖြတ်ပေမယ်မင်းကငါတပည့်နော်ဟုတ်ပါတယ်သိပါတယ်ဗျအဲ့ဒါဆိုမင်းငါနဲ့ခီးထွက်ရလိမ့်မယ်ဗျာဘယ်လိုလဲဗျမင်းတို့တိစိတ်ရွာဘေးကအင်ဂျင်ရောင်တင်းချိုင်းကိုလေဘာသွားလို့မှလဲအဘမင်းကိုမကောင်းဆိုးဝါဖိုးထုတ်တာနဲ့တည်ရဲဘယ်လိုဖမ်းတယ်ဆိုတော့သင်ပေးမလို့ဗျာမဘိုးထင်လေဦးအောင်ရဲ့စကားကိုတန်တော်နဲ့ကြည်နေခြင်းဦးအောင်မောင်ဘိုးထင်ရဲ့ကညာပီရောက်စင်းမိတောင်စီစဉ်ကိုဖျက်ရန်အိမ်မော်တို့ခေါ်သွားခဲ့ပါတော့တယ်အောင်လန်းဘိုးထင်နဲ့လက်ဦးဆရာဝိထုလေးကဒီများသာဖြစ်ပါတယ်နောက်တစ်ခုမှာတော့အောင်လန်းဘိုးထင်နဲ့လက်တွေ့သင်ခန်းစာဆိုတဲ့ဝိထုဇာလန်လေးအားဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူကောင်းဆက်နိုင်မယ်ဖြစ်ပါတယ်